ပေါက်တယ်အရန်ပေါက်တယ်ဘာကိုအရန်ပေါက်နေလဲဆိုလို့ရှင်အခုအရန်ကို trend ဖြစ်နေတယ်ပြောမလားလက်ရှိဒီအခြေအနေမှာပေါ့နော်ဒီခိုးတဲ့သူကိုသူခေါင်းပြုတ်ပြီးတော့အခိုးခံရတဲ့သူကိုကဲ့ရဲ့တယ်နော်ဒီကိစ္စလေးကြောင့်ကျမစိတ်မှာအတော်လေးပေါက်နေတယ်အားလုံးတိုင်းမှာဖြစ်ရတိုင်းမှာဇင်းမြစ်ရှိတယ်ဒါလေးကိုစဉ်းစားလိုက်မယ်ဒါလေးကိုကြည့်ရှုရတဲ့သူအပေါင်းကတော့ဘာဆိုတာသဘောပေါက်ပါလိမ့်မယ်မြန်မာနိုင်ငံမှာလူတော်တော်များများတစုံတစ်ခုဆိုလို့ရှိရင်ဘယ်တော့အပြစ်တင်လဲဆိုတော့လက်ရှိမှာစဖြစ်ခဲ့တဲ့အခြေအနေကိုအပြစ်မတင်မဲ့နဲ့လက်ရှိအခြေအနေလေးပေါ်မှာပဲအပြစ်တင်တယ်ကျမဒီနေ့ပြောပြမယ်အကြောင်းအရာလေးမှာဒီကမိတ်ဆွေတို့ကနားထောင်ပြီးတော့ဘယ်ဟာက emotion နဲ့ဆုံးဖြတ်တင်တယ်ဘယ်ဟာကဦးနှောက်နဲ့ဆုံးဖြတ်တင်တယ်ဆိုတဲ့အကြောင်းအရာလေးကိုကျမပြောပြခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကျမကနေရာတိုင်းမှာအလူလုံးတဲ့အရာတိုင်းကိုကျမကိုယ်တိုင်မူရိတာပွားတတ်သူပါအခုဟာကနည်းနည်းလေးမဟုတ်ဘူးအများကြီးလွဲနေတယ်လို့ခံစားရလို့ပံပိုးပေးတဲ့အချိန်ကပံပိုးပေးတင်ပါတယ်အစစ်အမှန်နဲ့အတူအယောင်ကိုခွဲခြားစေခြင်းနဲ့ကျမဒီနေ့ဒါလေးကိုပြောခြင်းနဲ့ခလေးပါလို့မှန်လားခလေးပါလို့မှားနေလားဆိုတဲ့အကြောင်းပြချက်တစ်ခုကိုကျမဒီနေ့ပြောပြခြင်းနဲ့ကျမလွန်ခဲ့တဲ့2ရက်3ရက်လောက်က Facebook ပေါ်မှာစာလေးတစ်ခုဖတ်လိုက်ရတယ်။အဲ့ဒါကဘာလဲဆိုတော့ဘရာဇီးနိုင်ငံသူတစ်ယောက်ကသူကခရီးထွက်ဖို့ရှိတယ်။ခရီးထွက်ဖို့ရှိနေတော့အဲ့ဒီလေရင်ရဲ့ညာဘက်အချမ်းမှာညာဘက် brain ပေါက်ကနေပြီးတော့ပြင်ပကိုကြည့်ကျင်လို့အဲ့ဒီနေရာကိုရဖို့အတွက်သူတစ်လလောက်ကြိုတင်သူစီမံခဲ့ရတယ်။ပြီးတော့လေရင်ရုံးကိုလည်းသူကဘာပြောလဲဆိုလို့ရှိရင်ဒီလက်မှတ်ကပေါ့ဥမာ1000ကျမယ်ဆိုလို့ရှိရင်သူ$2000လောက် charges ပေးပြီးတော့တပည့် charges ပေးပြီးတော့အဲ့ဒီလေရင်ရဲ့အဲ့ဒီညာဘက်အချမ်းလေးမှာမြင်ကွင်းကိုကြည့်လို့ရတဲ့နေရာလေးမှာသူလိုချင်ပါတယ်ဆိုပြီးတော့ကြိုတင်လဲပြောခဲ့တယ်ကြိုတင်လဲ try ခဲ့တယ် devil charges ကိုလည်းပေးခဲ့တယ်သူလေရင်တကယ်စီးမဲ့နေ့မှာဘယ်သူရောက်လာလဲဆိုတော့ခလေးလေးကိုခြီထားတဲ့အမေကအိုက်ခုံမှာထိုင်နှစ်တယ်ထိုင်နေပြီးတော့ခလေးကလည်းကော့ကန်ထိုးပြီးတော့ရုံးကန်နေတာပေါ့နော်ရုံးကန်နေတဲ့ခလေးကလည်းတော်တော်မနေဘူးနေလည်းမကောင်းဘူးပေါ့အဲ့ဒီအချိန်မှာခလေးအမေကသူ့ကိုခွင်တောင်းလိုက်တယ်သူဒီနေရာလေးမှာနေပြရစီတဲ့ခလေးမနေလို့ပါတဲ့ဒီမှာဘရာဇီးနိုင်ငံသူလူအမျိုးသမီးကဘာပြောလဲဆိုတော့သူဒီနေရာလေးကိုရဖို့အများကြီး try ခဲ့ရတယ် debit charges လည်းပေးရတယ်အဲ့တော့ဒါသူ့ခွင့်ရေးလေသူယူဆတဲ့အတွက်ဒီနေရာကို तू မပေးနိုင်ပါဘူးဆို तू ညှင်းဆန်ခဲ့တယ်အဲ့လိုညှင်းဆန်ရပါမလားဆိုပြီးအဲ့ဒီအမျိုးသမီးက तू မှာခလေးရှိရတဲ့နဲ့ तू ကိုမစာနာပါဘူးလို့ပြောပြီးတော့အဲ့ဒီအမျိုးသမီးကိုဗီဒီယိုရိုက်ပြီးတော့တင်ခဲ့တယ်တင်ခဲ့တဲ့အခါမှာဒီဗီဒီယိုကတနိုင်ငံလုံးကိုတကဘာလုံးပေါ့နော်တကဘာလုံးကိုပြန့်နှံ့သွားတဲ့အခါမှာဘရာဇီးနိုင်ငံသူအပြစ်တင်တယ်ဘလို့တင်လဲဆိုတော့ကိုချင်းစာနာစိတ်မရှိတဲ့လူခလေးပါလာတော့စာနာစိတ်မရှိတဲ့လူဆိုပြီးဝိုင်းပြီးဗလိန်ကြတယ်အပြစ်တင်ကြတယ်အဲ့ဒီမှာဘရာဇီးနိုင်ငံသူဟာစိတ်တန်ရာတွေရပြီးအိပ်ရတယ်လဲသွားတဲ့အစဉ်ဖြစ်ခဲ့တယ်ခလေးပါလို့အခွင့်အရေးပိုရတဲ့နဲ့ခလေးပါလို့ပိုမှန်နဲ့ခလေးပါလို့ဒီအခွင့်အရေးတွေရတဲ့နဲ့ဆိုတဲ့အတွေးခေါ်ဟာမှန်တလားတကယ်လို့ဒီနိုင်ငံမှာဖြစ်ပျက်နေတဲ့ပြဿနာနဲ့လက်ရှိမှာရှင်းလိုက်မယ်ဆိုလို့ရှိရင်ခလေးပါလို့အပြစ်ကင်းသလားတကယ်လို့ခလေးကိုကာဝါယူပြီးတော့ဒီလိုမကောင်းတဲ့ပြစ်မှုတွေကိုလုပ်နေတဲ့သူတွေဟာ6ပြစ်ကင်းတဲလဲစင်လားဒီမှာကဘာကိုဆုံးဖြတ်လဲဆိုတော့ဒီရဲ့မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့အခြေအနေက emotion နဲ့ဆုံးဖြတ်ပြီးတော့ဦးနှောက်နဲ့မဆုံးဖြတ်ကြဘူးတကယ်လို့ကို့မှာခလေးရှိတယ်ဆိုလို့ရှိရင်ဒီကိစ္စပြီးဒီခလေးပါတဲ့အတွက်ခလေးပိုင်ဖြစ်တတ်တဲ့အရာတွေကိုကိုကကြိုတင်သိရမယ်ခလေးတယောက်အမေအနေနဲ့ဒီပြဿနာတွေဖြစ်လာလို့ရှိရင်ငါဘလို့ဒီလိုမျိုးလုပ်ရမလဲဆိုရယ် plan တွေကိုအစိုးရချထားရမယ်သူများရဲ့နေရာကိုလူမယူခြင်းနဲ့ခလေးကကိုမွေးထားတာလေကို့မှာပဲတာဝန်ရှိတယ်ဒီလိုဖြစ်ရတိုင်းမှာအဲ့ဒီတော့ခလေးပါလို့အပြစ်တွေမရှိဘူးခလေးပါလို့ဒီခွင့်ရရတဲ့နဲ့ခလေးပါလို့ဒါတွေဟာလုံးလို့ဖြစ်ပါတယ်ဆိုလို့ရှိရင်အားလုံးဟာခလေးကိုကာပါယူပြီးတော့ပြစ်မှုများစွာကျူးလွန်လာနိုင်တယ်အခုကြတော့ဘာဖြစ်လဲဆိုတော့ခလေးပါလာတယ်ဆိုတဲ့အကြောင်းပြခြင်းနဲ့လူတွေဟာအားလုံးကာပါပေးပြီးတော့အဲ့ဒီမှာနောက်လူတွေဟာဘာဖြစ်လာမလဲဆိုလို့ရှိရင်ခလေးကိုကာပါယူပြီးတော့ဒီထက်မကအရာတွေကျူးလွန်လာနိုင်တယ်နောက်တစ်ခုကျမတို့ကထောက်ပံ့ပေးကမ်းတဲ့သူဆိုလို့ရှိရင်သူ့ရဲ့စင်းမြစ်ကိုတေချာလေ့လာရပါတယ်လက်ရှိမျက်စိဒီမျက်မွေးတစ်စုံမဟုတ်ဘဲနဲ့မျက်စိတစ်စုံကိုမကြည့်ဘဲနဲ့သူတို့ရဲ့ဒီမျက်လုံးနဲ့အမြင်နဲ့ဒီကြားအာရုံနှစ်ခုလေးကိုပါလေးပေါင်းဆက်ပြီးတော့ကိုလုတ်တဲ့ emotion တစ်ခုကိုနဲ့ဒီမျိုးဆုံးဖြတ်လိုက်တဲ့အခါဒါဟာဖြစ်တင်မဖြစ်တင်ပေါ့နော်အဲ့တော့ကျမတို့ကတစ်ခါတလေကြလို့ရှိရင်တခိုးအားပေးတွေဖြစ်နိုင်တယ်ဂယုနာရဲ့မူရိတာရဲ့ emotion ရဲ့ဦးနောက်ကတကယ်ကိုစင်ကျင်သုံးသပ်မှုမလုပ်ဘူးဆိုလို့ရှိရင်ဒါတဲ့မကပြစ်မှုတွေဖြစ်နိုင်တယ်ဒါလေးကိုတော့တေးသေးချာချာစဉ်းစားစီခြင်းနဲ့အခုကျတော့အရန်ဟော်သွားတယ်ဟုတ်ပြီအဲ့ဒီလက်ရှိဒီလိုခံစားရတဲ့အမျိုးသမီးဒီပေါ့နော်ဒီရိုက်နဲ့ခံရတဲ့အမျိုးသမီးဘာတွေဖြစ်လဲဘာတွေဘယ်နေရာမှာဘယ်လိုအမှုတွေကျူးလွန်ခဲ့လဲဆိုတာမျိုးကိုထပ်ပြီးလေ့လာသင့်တယ်နောက်တစ်ခုကျရင်ဒီခလေးအမေဟာဒီခလေးအမေဟာအစစ်မှန်ဟုတ်ရဲ့လားဆိုတာလေ့လာသင့်တယ်နောက်တစ်ခုကျလို့ရှိရင်လက်ရှိ
တချို့တွေဒီဒဏ်ရာရပြီးတောင်းစားနေတဲ့အရာတွေဒီတကယ်ရောဒဏ်ရာရခဲ့လားတကယ်နောက်ွယ်မှာဘာတွေရှိလဲဆိုတော့တိတိကျကျမစုံစမ်းမမေးမြန်းမဲ့နဲ့ပေါ်ပင်နေလောက်တာတအားကိုလွန်လွန်းတယ်လို့ကျမစိတ်မှာယူဆတယ်။နေကဘာလဲဆိုကျမလည်းဘာမှမဟုတ်ပါဘူး။ဒါပေမဲ့တချို့ကိစ္စတွေမှာနေရာလေးတွေလွဲနေလို့ကျမကဒါလေးကိုထောက်ပြခြင်းဖြစ်တယ်။ခုနကိစ္စမှာဘရာဇီးနိုင်ငံသူကအဲ့ရတဲ့လဲသွားတဲ့အထိဖြစ်သွားတယ်လို့ကျမပြောပြတယ်။အဲ့ဒီမှာသူ့ကိုယ်သူပြန်သုံးသပ်တယ်တနိုင်ငံလုံးကတိုက်ခိုက်တစ်ကမ္ဘာလုံးကတိုက်ခိုက်တဲ့အဆင့်သူခံစားရတယ်ပေါ့နော်။အဲ့တော့ तू ကဘာလုပ်လဲဆိုတော့လေရင်ကုမ္ပဏီကို तू တရားစွဲလိုက်တယ်။ဗီဒီယိုရိုက်ပြီးတင်တယ်ခလေးမျိုးတရားစွဲတယ်သူ့ဘက်ကအနိုင်ရရှိတယ်ပေါ့နော်။ကျမဇကာတကာကြည့်ခဲ့ရတယ်။အဲ့ဇကာထဲမှာအရန်ကိုကောင်းတဲ့စကပြောလေးတစ်ခုကိုကျမမှတ်ထားတယ်ပေါ့နော်။ခွေးတို့မြည်သည်တဲ့ပြစ်တဲ့ခဲနောက်ကိုလိုက်တယ်တဲ့ချင်းသေးတို့မြည်သည်တဲ့ခဲဘယ်နေရာလာလဲဆိုတာကိုရှာဖွေတယ်တဲ့ခဲလုံးနောက်ကိုမလိုက်ဖို့ကျမကပြောပြခြင်းပါတယ်အခုတော့ဘာဖြစ်လဲဆိုတော့ကျူးလွန်သူကနင့်နာသူဖြစ်သွားတယ်ပေါ့နော်သူအမှားကိုအလွန်ဖြစ်သွားတယ်ပေါ့နော်ဒီဘက်ကဒေါသကိုမထိန်နိုင်စိတ်ခံစားမှုမထိန်နိုင်တဲ့ emotion ကိုမထိန်နိုင်တဲ့ခါကျဒီဘက်ကကျူးလွန်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီမှာပြောချင်တာခလေးကိုကာဘာယူပြီးတော့ဒီလိုလုပ်တဲ့အခါကျတော့နောက်လူတွေဒီခလေးကိုကာဘာယူပြီးတော့ဒါမျိုးတွေလှုပ်ရှားလာနိုင်နေဆိုတာမျိုးကိုကျမကတတိပေးခြင်းဖြစ်တယ်အတိပေးခြင်းဖြစ်တယ်နောက်တစ်ခုကြလို့ရှိရင်ကွာတခုခုဆိုလူစရာနေရာတွေလည်းအများကြီးပဲအဲ့ဒီဘဝတွေလည်းအများကြီးပြောင်းလဲမသွားနိုင်ကျမတို့လိုက်လုပ်ပြီးလို့မရတဲ့ဘဝတွေရှိတယ်နေလူးနေလားနေဘာလို့သူများလူတော်လိုက်ပြီးတော့ဒီလိုတွေပြောနေလဲဆိုတာကိုကျမတို့လာမပြောနဲ့ဘာကြောင့်လဲဆိုတော့ကျမကဒါလေးဟာဒီလိုဖြစ်တင်တယ်မဖြစ်တင်ဘူးဆိုတာပဲကျမထောက်ပြတာလူရာမလူရာရှင်းတို့ကိစ္စကျမတော့ပြောတင်ပြောထိုင်တော့ပြောတယ်နောက်တစ်ခုအနေနဲ့ပေါ့နော်အဲ့ဒီအမျိုးသမီးကိုတဲ့အဲ့ခုနတယောက်ကမေးတယ်အဲ့အန်တီကိုသွားလှူတဲ့ခါကြလို့ရှင်မေးပေးပါတဲ့ကျမတို့ဘဲအပေါင်းဆိုင်မှာဘလို့တွေခိုးသွားတယ်ပေါ့နော်ဘာဖုန်းတွေဘယ်နှလုံးပါသွားတယ်ဆိုတာမျိုးမေးပေးပါပေါ့နော်ပြောချင်တာလူချင်းလူမလူချင်းလေကျမကတော့ဒီနေ့မှာအဖြစ်ပြက်တင်တဲ့တိုက်ဆိုင်တဲ့ဟာလေးကျမဒီမှာဖတ်ပြခြင်းတယ်ပေါ့နော်ဒါလေးကကျမကိုယ်တိုင်စုလေဖျားနာမှာကြုံခဲ့ရတာပေါ့နော်အဲ့ဒီဖုန်းကြီးကတော်တော်လေးကိုရုပ်ရည်အားဖြင့်နဲ့ကြီးညိုပွဲအဆင်းရှိတယ်ပေါ့နော်ကြီးညိုဖို့ကောင်းတယ်အဲ့ဒီမှာသူကဘာလဲဆိုတော့ဒကမာလေးတဲ့ဖက်ပြက်လို့တဲ့သူ့ကိုလှူပေးပါတဲ့ဆိုလဲဆိုတော့ကျမကတော့ပါဖျားဆိုပြီးဆိုကျမပြောလိုက်တဲ့အခါမှာကျမနောက်ကနေဆဲတာအရှင်းတန်နေလဲထွက်နေတယ်နောက်ကနေဆဲတာတကယ်လို့မြန်လူသားပြက်တယ်ဆိုရင်တခုခုလိုက်လို့ဖို့စန္ဒရှိတယ်ဖြစ်ပါလိမ့်မယ်တခါကြလို့ရှိရင်အရက်တွေကလည်းမူးနေတာမျိုးတွေကျမတို့ကြုံရတယ်တကယ်လဲမျက်လုံးမမြင်လို့ခွဲပေးပါဒီလိုလှူပါဆိုလို့ရှိရင်လဲကျမရှေ့ကနေပြီးတော့အဲ့လိုတကယ်မမြင်ဘူးမှလို့ကားငှားပေးလို့လဲလို့ကောသူကကားလာတယ်မှာအတင်းရှောင်လိုက်တယ်ကွာဒါလိုပဲကျမတော့ကားကိုမမြင်ဘူးပြောချင်တာလိန်နေတာလိန်လာအလိန်မိမှာဆိုလို့ပြောပြတာနော်နောက်တစ်ခုကျရင်ဒီမှာတဲ့ငါဘွားမှာတဲ့သံတောင်းစားခွက်ချထားတာမမြင်မဲ့ခလုတ်တိုက်မိလို့တဲ့နေပူကြီးတဲ့ပတ်စံတွေလိုက်ကောက်ပြီးပြန်ထည့်ပေးရတယ်လို့သူခြေထောက်ကထညက်ရေးဆန့်ထားတဲ့အနာတူကြီးပုံပြက်သွားလို့နေအတွက်ခါ2000တောင်အယောပေးတာသေးတယ်တဲ့တန်ခွက်ကြီးမို့တဲ့တရားပေါ်ကနေပြီးတော့ကလောင်နဲ့အတန်ကျဲကြီးမြည်ပြီးလွင့်ထွက်သွားတာတဲ့လူတွေဝိုင်းကြည့်ပြီးတော့တဲ့အရှက်တွေကွဲခဲ့ရတယ်ငါကအဲ့လိုဆက်လူတဲ့လူတွေမှာကြုံရတဲ့ဟာတွေကသူတို့အဖြစ်ပြက်တွေကတော်တော်လေးလဲဟာတာဖြစ်တယ်လို့လူညာစားရကြတော့ပြောချင်တာပေါ့ကိုလှုပ်လိုက်တဲ့အရာတစ်ခုဒီဘလောက်ထိတက်ရောက်သွားတယ်လဲကို့အကူညီဟာသူတစ်ပါးအတွက်မျက်စိတဆုံးအထိတကယ်ရောအကူညီရနိုင်လားအကူညီပေးတာရောဖြစ်ရလားတခါတလေကြလို့ရှိရင်ကိုကလူမိုက်အားပေးတခိုးအားပေးဖြစ်မှာစိုးလို့ကျမပြောပြရခြင်းဖြစ်တယ်ချစ်တဲ့လွင်နှင်းစီလိုက်ပါဘိုင်ဘိုင်